ပြီးခဲ့တဲ့တရုတ်နှစ်တကူကာလမှာလူတွေကိုအော်တွားစေတဲ့စေယုတ်တွေရဲ့ဖြောပြမှုကတကယ်ကိုအမခံဖြစ်ခဲ့ပြီးတရုတ်တို့ရဲ့စေယုတ်နိပညာတူးတက်မှုကိုလည်းမြင်ခဲ့ရပါတယ်။တရုတ်နှစ်တကူကာလမှာတရုတ်စေယုတ်နိပညာကုမ္ပဏီတွေဟာ AI စနစ်တုံးစေယုတ်တွေကိုအပြအဆိုင်ပြသနိုင်ဖို့ကျူးစာခဲ့ကြပြီးလူသားလူရှာမှုနေလူရှာနိုင်တဲ့ပုံရိပ်ကချီကျူးစရာပါ။ပြီးခဲ့တဲ့2025ခုနှစ်တုန်းကလူရှာမှုတွေနှိကွေးခဲ့ပေမဲ့2026ခုနှစ်မှာတော့စေယုတ်ရဲ့လူရှာမှုတွေဟာဟန်ချက်ညီညီနဲ့လူသားတွေနေပါတွာလာနိုင်တယ်လို့စင်ပေါ်မှာဖြောဖြေနိုင်မှုကလည်းတကယ်တူတယ်လာမှုပါအခုဖော်ပြထားတဲ့စေယုတ်တွေဟာ Unitary Robotics ကုမ္ပဏီထုတ်တွေဖြစ်ပြီးတော့တရုတ်နှစ်တကူမှာပြသခဲ့ပြီးတဲ့နောက်မှာ Oram ဖာယူမှုဟာစေယုတ်ပေါင်း1000အထိတူးမြင့်လာခဲ့တယ်လို့သိရပါတယ်တနေ့အတွင်းပြောင်းလဲသွားတဲ့စေယုတ်နိပညာဟာတကယ်ကိုအမခံဖြစ်ပြီးတော့ကုမ္ပဏီကိုထူထောင်သူကလည်းတရုတ်နိုင်ငံရှာဟိုင်းတက္ကသိုလ်မှာပဲဘွဲရထားတဲ့အသက်36နှစ်ရွယ်ရှင်ဝမ်ဆိုတဲ့လူငယ်တူပါလူသားရီလူခုံပြန်ကျော်လာတာလှူရှားမှုတိုင်းကိုလူသားရီလူပြော့ပြောင်းလာရီဟာအနာကစေယုတ်တူတလာမှုကိုပေါ်ညွှန်းနေတာဖြစ်ပြီးတော့လူသားအုံနောက်သားထဲတွင်လိုက်ရင်လူဖြစ်လာတော့မဲ့တဘောပါတရုတ်နိုင်ငံရဲ့စေယုတ်နိပညာတူတလာဟုကတော့တကယ်ကိုချီကျူးစရာပါ